အားလုံးပဲမင်္ဂလာပါတီချာတို့ day 8ကနေပြီးတော့ပြန်လိုက်ကြည့်တီချာတို့အခုလေးလာပဲပေါ့နော် possessive determinants ကကြာတော့ subject နေရာမှာဆိုတော့ in our house okay အဲ့ဒါဒီတီချာတို့ပါလေ possessive determinant အဲ့အားလေးတီချာတို့သိမယ်ရှေ့ဟာနဲ့တီချာတို့တွဲပြီးတော့ကြည့်ရမှာပေါ့နော်ခွေးကားတဲ့အဲ့တော့ရမ်းနေပေါ့နော်ပါလေအမိ၎င်းpossessive pronoun မှာကြတော့အဓိပ္ပာယ်က e ဟာရဲဟာလို့ဒီချက်အောင်အတွဲနေရာမှာစားထုတ်သုံးတာဖြည်းဖြည်းချင်းရှင်းပြမယ်ဒါတော့နားမလည်သေးဘူးပေါ့နော်အဲ့စကားလုံးတွေဒီချက်တို့က possessive determinant plus noun နေရာမှာစားသုံးတာတယ် books ကိုနှစ်ခေါက်ထပ်ပြောမယ်အစားဒီစာအုပ်တွေကငါဟာလို့ဒီချက်တို့ကပြောလိုက်တာတော့ mine ဖြစ်တယ်ငါတို့ဟာလို့ပဲစီကြည့်တယ် okay အဲ့မြန်မာလိုမှာစကားပြောလို့ရှိရင်စားထိုးထားလေဟာ umbrella ဆိုတာလေးဒီချက်တို့ကဖျောက်ပြီးတော့စားထိုးထားတာကိုအစားထိုးထားလေဒီနေရာမှာ our hats လို့ပြောချင်တာငါတို့ရဲ့ old tote တွေက books okay ခါအဲ့တော့တူနေရာတွေနှစ်ခါအစားပြန်မသုံးတော့